2019လပိုင်းတလပိုင်းဦးစီးနေမှာစပြီးဒီချင်းညနေပိုင်း9နာရီမှစပြီးဒီလမ်းဆောက်တော့မှဖြစ်တယ်ဖြစ်ပါတယ်ဒီနိုင်အစအလေးဆုံးအဖဖျားရှင်ထံတဲ့ဘုလိုစက္ကန့်တဲ့အခါမှာတခင်ယေရှုမိနာမှာဖြစ်စုတောင်းစက္ကန့်အနံ့ကြပါ၏အာမင်ဘာကျွန်တော်ဆရာတခါဖော်ရမယ်ကျွန်တော်ဘတော်တင်ကြပေးဖို့ပြောချင်းပြီးတယ်โอเคမင်္ဂလာပါရှိဦးစွာဖခင်ယေရှုချီးမွမ်းတယ်တောင်းရခြင်းနဲ့ပတ်သက်မှကျွန်တော်နေငယ်ဒီနေ့ပြောသွားချင်တာဖြစ်တယ်ဆိုတော့တောင်းရခြင်းလို့ပြောလိုက်တဲ့အချိန်မှာတောင်းရခြင်းအမျိုးမျိုးရှိတယ်ဒါနဲ့အဲ့ဒီအမျိုးမျိုးရှိတဲ့အထဲကဒီနေ့အဲ့ဒီတကယ်ချုပ်လိုက်မယ်ဆိုရင်ဒီနေ့တောင်းရခြင်းကနှမျိုးပဲဒီနေ့နံပါတ်1အဲ့ဒီနှစ်ချက်ထဲကပြောင်းလဲခြင်းနှမျိုးထဲကနံပါတ်1ဒီနေ့အချင်းနဲ့အပေါ်မှာပြောင်းလဲတဲ့ပြောင်းလဲခြင်းနဲ့ဒီနေ့နောက်တစ်ခုကခရစ်တော်၌ပြောင်းလဲတဲ့ပြောင်းလဲခြင်းအဲ့ဒီနှစ်ခုကိုကျွန်တော်အတိအကျဒီနေ့ကျွန်တော်ဝင်ကချင်တာဖြစ်တယ်ပြောင်းလဲခြင်းလူတိုင်းပြောင်းလဲခြင်းကြတာဖြစ်တယ်တချို့တို့တွေစီးပွားရေးကဏ္ဍမှာပြောင်းလဲခြင်းတယ်တချို့တို့တွေအမျိုးမျိုးပေါ်တော့ဘဝအတ္တတကယ်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ဒါကချိန်ဘယ်သူမှရှိနေမျိုးပေါ်မှာရောက်ချင်စီတိုင်းနဲ့လုံးဝဒါချိန်ဖြစ်ခြင်းနဲ့ဘဝကိုဒီနေ့ပြောင်းလဲခြင်းလို့ဒီနေ့ရောက်ရှိလာတဲ့ညီကိုဖြစ်တယ်ကျွန်တော်မြန်မာနိုင်ငံမှာရှိတယ်မြန်မာနိုင်ငံကလည်းဒီနေ့ဘူတော်မှာရှိတယ်ဘူတော်ကလည်းဒီနေ့ရက်ွက်တီးမှာရှိရတယ်အဲ့ဒီနေရာကလည်းကျွန်တော်တို့ဒီနေ့ကိုဘဝကိုဒီနေ့ဟာဒီတိုင်းပဲဖြစ်သက်ရှင်လို့မဖြစ်ဘူးဆိုမှဒီနေ့ရေကြီးရမျက်နှာရရှာတဲ့သူရှာတယ်ဆိုတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒီနေ့အောက်ပြီးအောက်ရဆင်းလာတယ်မြို့တက်လာတယ်တဖြည်းဖြည်းဒီနေ့ကျွန်တော်တို့ဒီနေ့နောက်ဆုံးတော့ဒီနေ့နိုင်ငံခြားရောက်ရှိလာကြတယ်ဆိုတော့ရောက်ချင်းဆိုင်ဒီနေ့နိုင်ငံခြားမှာလာတဲ့အရောက်ချင်းဆိုင်ရဲ့ရည်ရွယ်ချက်တဲ့ဒီနေ့တောင်းနဲ့တောက်တူမှာမဟုတ်ဘူးဒါပေမဲ့တေချာတာတခုကအရောက်ချင်းဆိုင်ရဲ့ဘဝအသက်တာဒုသက်ခြင်းတယ်ဟုတ်လားမလားချိန်ဖြစ်ခြင်းတယ်ပြောင်းလဲခြင်းတယ်ကိုအဖြစ်ကိုမိသားစုဆွေမျိုးတိုင်းဝိုင်းဒီနေ့ပြောင်းလဲစေခြင်းတယ်ဒီမှာနေရာတို့နေတဲ့တတိယနိုင်ငံ US တို့ဘောနော်ဒီအနောက်နိုင်ငံကိုဆက်တော့ခရီးပြုတ်ဖို့ဒီနဲ့စိတ်ဆန္ဒရှိတယ်ဒါလည်းကျွန်တော်ဒီနဲ့တောင်းနေခြင်းနဲ့လူတိုင်းမှာဒီနဲ့တောင်းနေခြင်းနဲ့စိတ်ဆန္ဒရှိပါတယ်လူတိုင်းမှာဒီနဲ့တဆုံးတဲ့နေရာမှာဒီနဲ့တောင်းနေခြင်းတာဖြစ်တယ်အဲ့ဒီတင်းရဲ့ဘဝတတိုင်းမှာအမှန်တကယ်ဝိညာဉ်ရဲ့မှာအရှင်တင်တောင်းနေပြီဆိုရင်ဒီနေ့တင်းရဲ့ဘဝခန္ဓာဒီနဲ့စိတ်အရာခတ်တဲ့ဒီနေ့မြင်ရတဲ့အရာပိုင်းမှာရောဒီနေ့ကြောင်းလေးလာမှာဖြစ်တယ်အာမင်အချိန်မှာကျွန်တော်ရဲ့ဒီနေ့ကျွန်တော်လူအစွမ်းအစနဲ့ဒီနေ့ရှာဖွေခဲ့တဲ့အရာဒီလိုကျွန်တော်ဒီနေ့ကြိုးစားခဲ့တဲ့အရာကြိုးစားတဲ့အချိန်မှာတော့မရခဲ့တဲ့အရာတွေဒီနေ့ရှိလာတာဖြစ်တယ်ကြောင်းလေးလာတာဖြစ်တယ်အာမင်ဒါကြောင့်ဒီမှာရှိနေကိုမတော်အရောက်ချင်းစီတဲ့အသက်တာထဲမှာဒီနေ့ပြောင်းလဲခြင်းနဲ့မှန်ကန်တဲ့ပြောင်းလဲခြင်းအဲ့ဒီနေရာတဲ့မှန်ကန်ဖို့လိုတာဖြစ်တယ်ဆိုတော့ပြောပြချင်တာဖြစ်တယ်တို့ဒီနေ့ကျွန်တော်အမြင့်မြတ်ဆုံးလို့ဒီနေ့ကျွန်တော်ရဖခမဲတော်ဒီနေ့အမြင့်ဆုံးလို့ဒီနေ့ကောင်းကင်မှာဒီနေ့ဆံမြန်းနေတဲ့ဒီနေ့သူအဖခမဲတော်ဟာဒီနေ့တင်နဲ့ကျွန်တော်ဒီနေ့တာမကဒီနေ့လောကမှာဒီနေ့ကျွန်တော်ဒီနေ့အသက်ရှင်နေတဲ့ဒီလောကကြီးဒီနေ့အဖြစ်တရားတွေနဲ့ပြည့်နေတဲ့ဒီနေ့ဒီလောကကြီးအမင်္ဂလာတွေနဲ့ချင်းချာမိလာနဲ့ပြည့်နေတဲ့ဒီလောကကြီးနဲ့သူရဲ့ဒီလောကမှာအသက်ရှင်နေတဲ့တင်နဲ့ကျွန်တော်ကိုဒီနေ့ပြောင်းလဲဖို့မင်္ဂလာဖြစ်နေတဲ့အရာကိုဒီမင်္ဂလာဖြစ်စေဖို့ဒီနေ့ဒီနေ့ပြောင်းလဲဖြစ်ဖို့ဒီနေ့ဘုရားကြီးစွာဒီနေ့တွေ့တာချမ်းသာမှရှိခဲ့တာဖြစ်တယ်။အဲ့ဒါကြောင့်ဒီနေ့အဲ့လိုပြောင်းလဲဖြစ်ဖို့ဒီနေ့ဒီနေ့ဘာကိုဒီနေ့လှုပ်ဆောင်ခဲ့တယ်ဆိုတော့သူရဲ့တပါတီတော်တာတော့ယေရှုခရစ်တော်ကိုဒီနေ့လောကကိုစေလွှတ်ပေးခဲ့တာဖြစ်တယ်။အာမင်။ယေရှုကိုဒီနေ့လောကကိုစေလွှတ်ပြီးမှအဲ့ဒီယေရှုခရစ်တော်အဖြစ်မျှော်လင့်ချက်မိနေတဲ့ဒီနေ့မျှော်လင့်ချက်ဒီနေ့အနာဂတ်ကိုဆုံးနေတဲ့ဒီနေ့ယုံစုချင်းတန်နေတဲ့ဒီနေ့လောကကြီးနဲ့ဟိုဒီနေ့လူသားတွေကိုဒီနေ့ပြောင်းလဲဖြစ်ဖို့ဒီနေ့သူသားတော်ကိုဒီနေ့လောကကိုစေလို့ပေးခဲ့တာဖြစ်တယ်သူသားတော်ကိုပေးခဲ့တာဖြစ်တယ်အာမင်သူသားတော်ကိုဒီနေ့ပေးခဲ့တဲ့အရာဟာဒီနေ့လွယ်လွယ်လေးမဟုတ်ပါဘူးဒီနေ့သူ့ရဲ့နှလုံးသားထဲမှာတကယ်ပဲဒီနေ့ဖခင်တယောက်ရဲ့ဒီနေ့နှလုံးသားထဲမှာဒီနေ့ခြေခွေချင်းဝမ်းနည်းခြင်းတွေဒီနေ့ပေးခဲ့တာဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်ဘုရားကိုလောကမှာစေလွှတ်လိုက်တဲ့အချိန်မှာဖခင်ရဲ့တော်ကဒီနေ့လူတွေရဲ့လောကနဲ့တူလောကသားတွေရဲ့ဒီနေ့ဒီနေ့ကိုယ်ွယ်
ကိုယ်ချင်းခံဖို့ဒီနေ့ချင်းတော့ဖို့တက်ဒီနေ့လောကကိုဒီနေ့ဆေလို့ခဲ့တာမဟုတ်ဘူးဒီနေ့အဲ့ဒီနေ့လောကရှိတဲ့လူကဒီနေ့လောကကြီးလူသားတိုင်းအဖြစ်သားတွေကိုဒီနေ့ကဲတင်ဖို့ဒီနေ့လောကကိုဒီနေ့ဆေလို့ခဲ့တာဖြစ်တယ်သူဒီနေ့ဆေလို့ရှင်ကလည်းယေရှုခရစ်တော်အမှန်တကယ်ဒီနေ့သူကိုယ်တိုင်ဖခင်နှလုံးတာယူဆောင်ပြီးမှဒီနေ့လောကကိုဒီနေ့ကြောက်လိုက်မှဒီနေ့ကျွန်တော်လူသားတွေအဖြစ်သားတွေလောကသားတွေလောကကြီးတစ်ခုလုံးကိုဒီနေ့ကြောင်းလေးဖြစ်ဖို့ဒီနေ့လက်ဝါးကတိုင်းမှာဒီနေ့အတေခံအသွေးသွင်းပေးဆက်ခဲ့တာဖြစ်တယ်တကြူချင်းခံတဲ့၃ရက်မြောက်မှာရှင်ပြန်ချမ်းမြောက်ခဲ့တယ်အာမင်သူလက်ဝါးကတိုင်းတရားဖြစ်တဲ့နေ့သူလက်ဝါးကတိုင်းပြန်မှာသူပေးဆက်ခဲ့ခြင်းတဲ့သူလက်ဝါးကတိုင်းပြန်မှာသူအသွေးသွင်းခဲ့ခြင်းအဖြစ်တဲ့နေ့လောကကြီးတစ်ခုလုံးကိုဒီနေ့လက်ပါတို့ဒီနေ့ပေးဆက်ခဲ့တာဖြစ်တယ်လှုပ်ဆောင်ပေးခဲ့တာဖြစ်တယ်အာမင်ဒီနေ့သူလက်ဝါးကတိုင်းတရားအဖြစ်တဲ့နေ့သူလက်ဝါးကတိုင်းတရားမှာဒီနေ့အတူသူလက်ဝါးကတိုင်းပြန်မှာပေးဆက်ခဲ့တဲ့သူခရစ်တော်အဖြစ်တဲ့နေ့စစ်မှန်တဲ့တောင်းနေခြင်းသူခရစ်တော်ထဲမှာသူလက်ဝါးကတိုင်းတရားမှာပဲရှိတာဖြစ်တယ်အာမင်ဆိုရင်သူတရားတောင်းနေခြင်းဖြစ်တဲ့အခြေအနေမျိုးကြောင့်တောင်းနေတဲ့တောင်းနေခြင်းဆိုရပိုင်းကိုကြည့်မယ်ဆိုတော့တချို့လူတွေကကျွန်တော်ကမူရစေဝါသမားနဲ့ပြောင်းလဲလာတာဖြစ်တဲ့အတွက်ပေါ့နော်ဒီယာနေပဲပတ်သက်မှကျွန်တော်ဥပမာပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်အရက်စလိတ်တောက်တဲ့လူတွေဘယ်သူမဆိုငယ်တဲ့အရွယ်ကလေးကစူးမိုက်တဲ့လူတွေအားကြီးလာရင်စလိတ်တောက်မယ်ရက်တောက်မယ်ဘိန်းတမလုပ်မယ်ဖိုးသမားလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ကြီးမားမားနဲ့ဒီနေ့ထားပြီးမှဘယ်သူမှဘိန်းဆောင်ဖြစ်လာတဲ့လူတယောက်မှမရှိဘူးဆိုတော့ကျွန်တော်ကိုယ်တိုင်ဒီနေ့ဒီလိုမျိုးစိတ်ကူးလေးမရှိခဲ့ပါဘူးဒါပေမဲ့ဒီနေ့ကျွန်တော်တက်မှာဘယ်ဆိုဖိုးသမားဖြစ်လာတယ်ကျွန်တော်အဲ့ဒီအချိန်မှာရောက်သွားတဲ့အချိန်မှာကြာဆုံးသွားတဲ့အချိန်မှာကျွန်တော်ရုံထွက်ဖို့အချိန်ချင်းကြိုးစားခဲ့တယ်ပြောင်းလဲဖြစ်ဖို့ကြိုးစားခဲ့တယ်ဒီနေ့အချိန်ချင်းကကျွန်တော်ပြောင်းလဲဖို့ကြိုးစားတယ်ပြောင်းလဲဖို့ချိန်ဖြစ်ဖို့ဒီကိုချိန်လို့ဖို့ဒီနေ့အရန်ကြိုးစားခဲ့တယ်ဒါပေမဲ့ဒီနေ့မအောင်မြင်ခဲ့ပါဘူးအချိန်ချင်းတစ်ချိန်မဟုတ်ဘူးနှစ်ချိန်မဟုတ်ဘူးအချိန်ချင်းပဲရန်ကုန်လေးဆင်းတယ်ဒီနေ့အော်အမဦးလေးလို့ဆောင်ခဲ့တယ်ဆိုတော့သူရတဲ့ဘာတီတော်တာတော့ယေရှုခရစ်တော်ကိုဒီနေ့လောကကိုဆေလို့ပေးခဲ့တာဖြစ်တယ်အာမင်ယေရှုကိုဒီနေ့လောကကိုဆေလို့ဒီမှာအဲ့ဒီယေရှုခရစ်တော်အဖြစ်မျောလင့်ချက်မိနေတဲ့ဒီနေ့မျောလင့်ချက်ဒီနေ့အနာဂတ်ကိုဆုံးနေတဲ့ဒီနေ့ယုံစုချစ်တန်နေတဲ့ဒီနေ့လောကကြီးနဲ့ဟိုဒီနေ့လူသားတွေကိုဒီနေ့ကြောင်းနေဖြစ်ဖို့ဒီနေ့သူသားတော်ကိုဒီနေ့လောကကိုဆေလို့ပေးခဲ့တာဖြစ်တယ်သူသားတော်ကိုပေးခဲ့တာဖြစ်တယ်အာမင်ဒီနေ့ခြေခွေချင်းဝမ်းနည်းခြင်းတွေနဲ့ဒီကနေ့ပေးခဲ့တာဖြစ်တယ်ကိုယ်ွယ်ချင်းခံဖို့ဒီကနေ့ချင်းတော့ဖို့တက်ဒီကနေ့လောကကိုဒီနေ့ဆေလို့ခဲ့တာမဟုတ်ဘူးဒီကနေ့အဲ့ဒီနေ့လောကရှိတဲ့လူကဒီကနေ့လောကကြီးလူသားတိုင်းအဖြစ်သားတွေကိုဒီကနေ့ကဲတင်ဖို့ဒီကနေ့လောကကိုဒီနေ့ဆေလို့ခဲ့တာဖြစ်တယ်ဒါတွေအဖြစ်သားတွေလောကသားတွေလောကကြီးတစ်ခုလုံးကိုဒီကနေ့ကြောင်းလေးဖြစ်ဖို့ဒီကနေ့လက်ဝါးကတိုင်းမှာဒီကနေ့အတေခံအသွေးသွင်းပေးဆက်ခဲ့တာဖြစ်တယ်တကြူချင်းခံတဲ့၃ရက်မြောက်မှာရှင်ပြန်ချမ်းမြောက်ခဲ့တယ်အာမင်သူလက်ဝါးကတိုင်းတရားဖြစ်တဲ့ကနေ့သူလက်ဝါးကတိုင်းပြန်မှာသူပေးဆက်ခဲ့ခြင်းအဖြစ်သူလက်ဝါးကတိုင်းပြန်မှာသူအသွေးသွင်းခဲ့ခြင်းအဖြစ်ဒီကနေ့လောကကြီးတစ်ခုလုံးကိုဒီကနေ့လက်ပါဖို့ဒီကနေ့သူဒီကနေ့ပေးဆက်ခဲ့တာဖြစ်တယ်လှုပ်ဆောင်ပေးခဲ့တာဖြစ်တယ်အာမင်